မင်္ဂလာပါဒီနေ့ကတော့ဒီမှာမြင်ရတဲ့အတိုင်းပဲပဲငပီကလေးကိုခရမ်းချင်တီလေးနဲ့ဆက်ဆက်ငယ်ငယ်လေးကြော်မှဖြစ်ပါတယ်ရုံးစုံစီပူလေးကိုစနွေးလေးထည့်ချက်သွန်ဖြူလေးထည့်ပြီးတော့ကြော်ပါမယ်ဒီလေးနဲ့ပဲကြော်ပါမယ်ကြော်ရဲဆိုတာထွတ်တယ်ဆိုတဲ့ဒီမဟုတ်ဘဲနဲ့နွေးရုံလေးပါချက်သွန်လေးတွေနုံးပြီဆိုရင်ခရမ်းချင်တီးထည့်ပါမယ်ရောလေးလှိမ့်လိုက်ပါမယ်ဒီကိုအရောင်နဲ့အဆက်ပြောမြို့ဒီအစိမ့်မှုကလေးနဲ့ထည့်ပါမယ်ခင်းဒီလေးကိုပေါ်ခွန်လေးနုံးတဲ့အထိဒီအေးလေးနဲ့အစီအများလေးနဲ့ကြော်ပြလိုက်ပါမယ်ခင်းချင်ဒီလေးအပေါ်ခွန်လေးလည်းပြော့လာပြီစီလေးလည်းပြန်လာပြီဆိုရင်ဒီဒီသိန်းလေးထည့်ပါမယ်လက်စားတယ်အင်္ဂပီလေးပါထည့်ပါမယ်အားလုံးကိုနှံ့ဆက်အောင်တမအောင်ယူလိုက်ပါမယ်ခုနကတော့ခရမ်းချင်တီလေးချက်နေတဲ့ဟာအရသာအတွက်စားနဲ့ဒီလိုမကလေးထည့်ထားပါတယ်ပဲငပီကသူကအမြန်တက်ရှိပြီးသားမျိုးကိုအချိုတက်ကလေးပဲလိုက်ပါအောင်မယ်ခရမ်းချင်တီလေးလုံးဝပျော်ပြီးတော့ပဲငပီလေးလည်းနည်းနည်းလေးဣသွားတဲ့အထိထည့်လိုက်ပါမယ်ဒီလိုလေးနည်းနည်းလေးထည့်ပါမယ်လိုအပ်စီတက်ကြီးပဲမဟုတ်ဘဲနဲ့ရေတက်ကလေးနဲ့ပါနည်းနည်းလေးဣသွားအောင်လို့ရင်းနှီးလေးနည်းနည်းထည့်ထားပါတယ်ဒါကိုခမ်းပြီးတော့စီပြန်ပြီးဖွေးသွားတဲ့အထိချက်မှာပါကဲအခုဆိုရင်စီပြန်ပြီးတော့အဆက်ထွေးနေတယ်အင်ဂျင်လေးလည်းပြောတော့ပြီဒီနေ့စားလို့လည်းနေနေပင်ပီခင်းချင်တီကြော်လေးရပါပြီရှင်စီမများလေးထည့်ထားပါလေကြကြခံလို့ပါဆက်ပြကြပါစေကျေးဇူးတင်ပါတယ်